สวัสดีครับผมมีนตากลับมาพบพวกคุณอีกแล้วเอพิโซดนี้ผมจะพูดถึงคีย์เวิร์ดข้อ 4ในการเรียนรู้ภาษาไทยระยะเริ่มต้นမင်္ဂလာပါခင်ဗျာကျွန်တော်မင်းတာပါမင်းဆိုလို့နဲ့သူပြန်ဆုံးကြပြန်ပြီအခု episode မှာနံပါတ် 4 ခုဖြစ်တဲ့ keyword ကိုကျွန်တော်အစီအစဉ်လေးဖြည့်ရှင်းထားပေးပါပြီကျွန်တော်ကို time လေးတုံးပေးပြပါခင်ဗျာฝึกพูดกับเจ้าของภาษาใช้แอปพลิเคชันเพื่อฝึกพูดกับคนไทยမိခင်ဘာသာစကားပြောသူစီကနေအပြောဆိုလေ့ကျင့်ပါ application တွေကိုအသုံးချပြီးတဲ့နောက်ပိုင်းထိုင်းလူမျိုးများနဲ့ထိတ်တိုက်စကားပြောဆိုဖို့အခွင့်ကောင်းဆိုပါฝึกพูดต่อหน้ากระจกฝึกพูดเรื่องง่ายๆหรือบทสนทนาในชีวิตประจำวันแม่เช่นมาคุณทินจาบีสกาเปียวโซเลเจนပါရိုးရှင်းသောပုံပြင်များနဲ့နေ့စဉ်စကားစမည်ပြောဆိုခြင်းကိုလေ့ကျင့်ပါอย่ากลัวพูดผิดความผิดพลาดคือส่วนหนึ่งของการเรียนรู้မှားတာကိုပြောဖို့မကြောက်ပါနဲ့အမှားဆိုတာသင်ယူခြင်းရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်ခင်ဗျာကိုယ်တို့မျိုးစင်ဆက်မပြတ်လေးလာမယ်ဆိုရင်မိတ်ဆွေတို့အတွက်ထိုင်းစကားထိုင်းဘာသာရပ်နဲ့ပတ်သက်ပြီးသင်ယူလေ့လာခြင်းဒီအချက်ယူသွားမှာဖြစ်ပြီးကျွန်တော်တို့စာရေးသားခြင်းစကားပြောဆိုခြင်းမှာလည်းလုံးဝပိုင်ပိုင်နိုင်နိုင်နဲ့ပြောဆိုလာနိုင်မှာဖြစ်ပါတယ်ခင်ဗျာการเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းအရင်းခံတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းတာပါ